Sentence expansion ဖြစ်ပါတယ် what ကြများကိုအယိုးရှင်းဆုံးပုံစံကနေချက်ထွင်ရေးသားခြင်းကိုလေ့လာကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာစကြည့်အောင်ပါ She was having lunch yesterday afternoon မနေ့ကနေ့လယ်မှာသူမနေ့လယ်စာစားနေတယ်ဟုတ်ပြီနော်ဆက်ကြည့်အောင်ပါ She was having lunch yesterday afternoon with her colleague သူမမနေ့ကနေ့လယ်ကသူမရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့နေ့လယ်စာစားနေခဲ့တယ်ဟုတ်ပြီနော်ဆက်ကြည့်အောင်ပါ She was having lunch yesterday afternoon with her colleague at the downtown restaurants ကျွန်တော်တို့ကဒီမှာဆိုရင်နေရာပို့လာပြီပေါ့နော် downtown restaurant ပို့လာပြီ at a downtown restaurant မြို့ရဲကစားတောက်ဆိုင်မှာသူမကမနေ့ကနေ့လယ်မှာသူမရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့နေ့လယ်စာစားနေခဲ့တယ်ဟုတ်ပြီနော်ကျွန်တော်တို့အဆင့်ဆင့်ချက်ထွင်ရေးသားခြင်းဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့က she was having lunch yesterday afternoon မနေ့ကနေ့လယ်ကသူမနေ့လယ်စာစားနေတယ်ပြီးတော့မှနောက် sentence တစ်ခုမှာ she was having lunch yesterday afternoon with her colleague သူမရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့မနေ့ကနေ့လယ်မှာနေ့လယ်စာစားနေခဲ့တယ်အခုကျတော့ she was having lunch yesterday afternoon with her colleague at the downtown restaurant မြို့ရဲကစားတောက်ဆိုင်တစ်ခုမှာသူမရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့မနေ့ကနေ့လယ်မှာသူမဟာနေ့လယ်စာစားနေခဲ့တယ်ဟုတ်ပြီနော်ကျွန်တော်ဆက်ပြီးကြည့်အောင်ပါ She was having lunch yesterday afternoon with her colleague at the downtown restaurant for her living due living do ဒီမှာ do ကိုကျွန်တော်တို့ noun နဲ့သုံးထားဖြစ်ပါတယ် do ရဲ့အဓိပ္ပာယ်တော့ party ပေါ့နော်ဟာ living do ကြတော့သူမရဲ့နှုတ်ဆက်ပွဲပေါ့နော်နှုတ်ဆက်ပွဲအတွက်နေ့လယ်စာမြို့တွေကစားတောက်ဆိုင်မှာလုပ်ဖော်ကိုင်ဘက်တွေနဲ့မနေ့ကနေ့လယ်ကသူမနေ့လယ်စာစားနေခဲ့တယ်ပြန်ပြောမယ်နော် She was having lunch yesterday afternoon with a colleague at the downtown restaurant for a living do သူမရဲ့နှုတ်ဆက်ပွဲအတွက်မြို့တွေကစားတောက်ဆိုင်မှာလုပ်ဖော်ကိုင်ဘက်တွေနဲ့မနေ့ကနေ့လယ်ကနေ့လယ်စာစားနေခဲ့တယ်ဆက်ကြည့်အောင်ပါShe was having lunch yesterday afternoon with a colleague at a downtown restaurant for a living due when the earthquake shook. ငလျင်လှုပ်တဲ့အချိန်မှာသူမရဲ့နှုတ်ဆက်ပွဲအတွက်တငယ်ချင်းတွေနဲ့မြို့ရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့မြို့ရဲကစားတောက်ဆိုင်တစ်ခုမှာနေ့လယ်စာစားနေခဲ့တယ် She was having lunch yesterday afternoon with a colleague at a downtown restaurant for a living due when the earthquake shook.when the earthquake shook ငလျင်လှုပ်တဲ့အခါမှာသူမရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့မြို့ရဲကစားတောက်ဆိုင်တစ်ခုပါသူမရဲ့နှုတ်ဆက်ပွဲအတွက်နေ့လယ်စာစားနေခဲ့တယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့နောက် sentence တစ်ခုကိုကြည့်အောင်ပါ He was walking home yesterday evening မနေ့ကညနေကသူအိမ်ကိုလမ်းလျှောက်နေခဲ့တယ်အိမ်ကိုလမ်းလျှောက်နေခဲ့တယ်ဟုတ်ပြီဆက်ပြီးတော့ကြည့်အောင်ပါ He was walking home yesterday evening with his friendsသူတငယ်ချင်းနဲ့အတူမနေ့ကညနေကအိမ်ကိုလမ်းလျှောက်ပြန်လာတယ်ဟုတ်ပြီနော်ဒီမှာကျွန်တော်တို့ပို့လာတော့ with his friends နော်သူတငယ်ချင်းနဲ့မနေ့ကညနေကသူအိမ်ကိုလမ်းလျှောက်ပြန်လာတယ်ဆက်ပြီးတော့ကြည့်အောင်ပါ He was walking home yesterday evening with his friend through the park သူမနေ့ကညနေကအိမ်ကိုသူတငယ်ချင်းနဲ့အတူပန်းခြံကိုဖြတ်ပြီးတော့အိမ်ကိုလမ်းလျှောက်လာတယ်ဟုတ်ပြီနော်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ပါHe was walking home yesterday evening with his friends through the park after their football practice. သူတို့ရဲ့ဘောလုံးလေးကျင်ကန်ပြီးတဲ့အခါမှာသူတကယ်ချင်းနဲ့အတူပန်းခြံကိုဖြတ်ပြီးတော့မနေ့ကညနေကအိမ်ကိုလမ်းလျှောက်လာခဲ့တယ်။ဟုတ်ပြီနော် He was walking home yesterday evening with his friends through the park after their football practice. ဒီမှာပို့လာတာက after their football practice. သူတို့ရဲ့ဘောလုံးလေးကျင်ကန်ပြီးတဲ့နောက်နော်အဲ့ဒါဆိုရင်ဒီလိုဖြစ်လာမှာဖြစ်ပါတယ်။ဟုတ်ပြီနော်ကျွန်တော်ဆက်ကြည့်အောင်ပါ He was walking home yesterday evening with his friends through the park after their football practice when the manager called him. When the manager called him ပို့လာပါတယ် manager သူ့ကိုဖုန်းဆက်တဲ့အချိန်မှာသူတို့ရဲ့ဘောလုံးလေးကျင်ကန်ပြီးလို့တကယ်ချင်းနဲ့အတူပန်းညံကိုဖြတ်ပြီးတော့မနေ့ကအိမ်ကိုလမ်းလျှောက်နေတာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါကတော့ကျွန်တော်တို့က sentence expansion မှာ sentence တစ်ကြောင်းကိုတဖြည်းဖြည်းနဲ့ချက်ထွင်ရေးသားခြင်းကိုလေ့လာကြတာဖြစ်ပါတယ်ခင်ဗျာစားထိုးသုံးစွဲကြည့်ပါအားလုံးကျေးဇူးတင်ပါတယ်